ဝေဖန်မှုတွေမြင့်တက်နေတဲ့ရေခဲချောင်းတဲ့စီနာရှင်လင်းအစ်ပင်ပုံစံမင်္ဂလာပါပရိသတ်များရှင် Smart ရဲ့ TKM Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာပြည်မှာငလျင်လောက်ခတ်မှုဖြစ်ပွားခဲ့တဲ့အချိန်မှာတော့စီနာရှင်အလူရှင်တွေအသီးသီးပေါ်ထွက်လာကြပြီးငလျင်မှာကုညီဆောင်ရွက်ကြတဲ့လူတွေကိုအများကချီးကျူးနေကြပါတယ်အချို့ကလည်းမိမိငွေနဲ့သိန်းပေါင်းရာချီလူဒန်းကြတာရှိတယ်လို့အချို့ကလည်းထင်ရှားတဲ့အနုပညာရှင်တွေဆယ်လီတွေကနေတက်ဆင့်အလူငွေတွေကိုစုပေါင်းလူဒန်းကြတာတွေပြုလုပ်လာကြပါတယ်ဒီလိုမျိုးလူကြတဲ့အထက်မှာကိုရှိုင်းဆိုတဲ့ရေခဲထုတ်သေးလေးကသူရောင်းနေတဲ့ရေခဲထုတ်တွေကိုငလျင်ဘေးတံကိုကူညီဖို့လာကြသူတွေကိုမရောက်မဲလူပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာကို Facebook ပေါ်တင်တဲ့အခါမှာလူအများရဲ့နှစ်သက်သဘောကျမှုကိုရရှိပြီးရေခဲထုတ်တဲ့ကောင်လေးဆိုပြီးလူသိများလာပါတယ်။ရေခဲထုတ်တဲ့ကောင်လေးရဲ့လောက်ရတဲ့စိတ်ထားကိုသဘောကျတာကြောင့်ငွေနဲ့ဆိုင်ကဲတို့ကိုဂုံးပြုတ်ပြီးပေးကြပြန်ပါတယ်။အဲ့လိုငွေတွေရရှိရမြင်တဲ့အခါမှာလည်းရေခဲထုတ်တဲ့ကိုဝေဖန်သူတွေဆိုတာကလည်းအတီးတီးပေါ်ထွက်လာပြန်ပါတယ်။ဒီအောင်မြင်လို့ဒီထုံထင်တာသူတို့လည်းကိုရှိုင်းလို့မဖြစ်စလောက်ရေခဲထုတ်လူနိုင်သားပဲဆိုပြီးပြောဆိုနေကြသလုံးကဲခုတော့ခမားတို့ပြောနေတဲ့အထက်တန်းစာဆိုတာမြင်မိမို့လားဆိုပြီးဝေဖန်တိုက်ခိုက်တာတွေခံရပါတယ်။ကိုရှိုင်းဘက်ကမခံနိုင်လို့ထိုင်းဘက်ကဆယ်လီလမယားနှစ်ယောက်ကကိုရှိုင်းကိုပြောဆိုတဲ့ကောင်ကိုပြန်လည်ပြောဆိုမှုများပြုလုပ်ကြပါတယ်။ရေခဲထုတ်တဲ့ကိုရှိုင်းနဲ့ပတ်သက်ပြီးအွန်လိုင်းပေါ်အငြင်းပွားစရာတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့လိုဝေဖန်ခံရတဲ့အခါမှာတော့ရေခဲထုတ်တဲ့လေးကိုရှိုင်းကသူ့ကိုလူရန်ထားတဲ့ပတ်စံတွေကိုသူ့အနေနဲ့မသုံးမဲပြန်လူမှဖြစ်ကြောင်းပြောတဲ့အခါမှာတော့ဝေဖန်တန်တွေရက်ခဲ့ပြီးကိုရှိုင်းဘက်ကပြောပေးသူများထပ်ပေါ်လာပါတယ်။ဒီကိုနေရာကဒီရှင်ပြောက်တဲ့နေရာလေးတွေဒီကိုနေရာပါပြီးတော့လူတန်းမှာဖြစ်ပါတယ်။ကိုလည်းသူ့လိုဖြစ်မဲ့တင်ပြီးရေခဲချောင်းသွားလူလည်းဖြစ်ချင်မှဖြစ်တာ။လူဆိုတာသူကန်တဲ့သူဆိုပြီးကိုပြောပေးကြတဲ့လူတွေလည်းရှိပါတယ်။ဒါပေမဲ့ပရိုဟိတတစ်ဖွဲ့နဲ့ပေါင်းကပရိုဟိတစတင်လောက်ကိုင်းတဲ့ခါမှာတော့ဝေဖန်မှုတွေပြန်ရှိလာပါတယ်။ကဲခုတော့ရေခဲထုတ်တဲ့လေးလူရိုက်တာနဲ့ဟိုရောင်ဒီရောင်ပရိုဟိတသမားဖြစ်နေပြီလို့ဝေဖန်ခံရပြန်ပါတယ်။ကိုရှိုင်းကိုချစ်တဲ့သူတွေကတော့တာစူးစားဆိုပြီးအားပေးကြသလိုကိုရှိုင်းရဲ့လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးပါတယ်။ကိုရှိုင်းရဲ့စပင်ကအရာကိုအတော်များများကမကြိုက်နေတဲ့တာမို့ဝေဖန်မှုတွေရှိနေကြပြန်ပါတယ်။စပင်ကလည်းဘာကလဲစပင်အယောင်ကလည်းကြည့်ပါအောင်ကလေးကချစ်ရုပ်အစင်တန်းမရှိတာတိတ်တိတာတာပဲဆိုပြီးဝေဖန်တိုက်ခိုက်ကြတာရှိတယ်လို့သူအနေနဲ့ဒီစပင်အယောင်ဆိုတာကတကြံအတွက်ဆိုထားတာဖြစ်တယ်ဆိုပြီးပြောဆိုထားပါတယ်။လူငယ်ပီပီတက်တော်ဆွေရတာဝါသနာပါတာကြောင့်ခုလိုအသက်ဆန်းပုံစံကိုစိုးထားတာဖြစ်ကြောင်းပြောဆိုထားပါတယ်။ရေခဲထုတ်တဲ့လေးကိုရှိုင်းကိုအားပေးသူတွေကတော့စပင်ပုံစံကိုပြောင်းလိုက်ရင်အားလုံးအဆင်ပြေပြီးဖြစ်ကြောင်းကိုရှိုင်းကိုအားပေးပြောဆိုကြပါတယ်။ခုခါမှာတော့ကိုရှိုင်းနေနဲ့ရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်ရှိလာပြီးရန်ကုန်အထိလာကရေခဲထုတ်လူရန်မှုတွေပြုလုပ်နေပါတယ်။အရန်မင်းသမီးအေးတီရာကလည်းကိုရှိုင်းရန်ကုန်ရောက်လာတဲ့အခါတွားရောက်တွေ့ဆုံခဲ့ပြီးသူမအနေနဲ့အွန်လိုင်းမှာတွေ့ဆုံခဲ့ပြီးအွန်လိုင်းမှာတွေ့ကြတဲ့ကရေခဲထုတ်တဲ့လေးကိုရှိုင်းရဲ့လိုရက်ကိုသဘောကျခဲ့တာဖြစ်တာမို့ရန်ကုန်လာရောက်တော့မှလာရောက်တွေ့ဆုံတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရေခဲထုတ်တဲ့လေးကိုရှိုင်းကတော့သူအနေနဲ့ရန်ကုန်ကိုလာတာသူ့ကိုဆိုင်ကယ်ဝယ်ပြီးတဲ့အလူရှင်ကိုတွေ့ပြီးကျေးဇူးတင်ကြောင်းပြောချင်သလိုရန်ကုန်မှာသူမရောက်ဘူးသေးတဲ့ရွှေတကုံဖျားကိုလည်းတွားပြီးဖူးချင်တဲ့အကြောင်းကိုရိုးသားစွာပြောဆိုထားပေမယ့်ကွန်မန့်တွေမှာတော့ရှိုင်းစော်ကတော့ထုံးစံအတိုင်းအသုံးချခဲ့ရပြန်ပြီ။ဒါရီကြီးပဲ။အော်မြင်လိုက်တာရေခဲထုတ်တဲ့ကိုရှိုင်းရန်ကုန်ရောက်လာတဲ့ပတ်သက်ပြီးကွန်မန့်တွေမှာဝေဖန်ရေးသားလာကြပါတယ်။လူအများအပြားကရေခဲထုတ်ပေးလူတော်ကကိုရှိုင်းကိုဝိုင်းဝန်းချီကျူးကြပေမယ့်ပရာဟိတာနယ်ပယ်တွင်ဝင်ရောက်လာမှကိုတော့လက်ခံချင်ဟန်မရှိပါဘူး။ဘာကြောင့်လဲဆိုမြန်မာနိုင်ငံမှာအဲ့လိုအညာခဏခံနေရတာမို့ရေခဲထုတ်တဲ့လေးကိုရှိုင်းတယောက်အမှန်ရိုးသားရင်လားဆိုတာကိုတော့မိခွန်းထုတ်စီရပါ။ပရာဟိတာဆိုတာလွယ်ကူတယ်ထင်ရပေမဲ့အမှန်တကယ်ကမလွယ်ကူတဲ့အလုပ်တစ်ခုပါ။ငွေစီးရင်တဲ့ပစ္စည်းတွေဝယ်ယူမှုအလူရှင်တွေရဲ့ငွေကိုလိန်ခံမထီအောင်အတော်လေးလဲဝဲရှိမှသာပရာဟိတာတခုအဆင်ပြေဆုံးမိနိုင်မယ်။နောက်ပြီးငွေတွေအများပြားမြင်လာတဲ့အခါလူတွေရဲ့စိတ်ကပြောင်းလဲတတ်တဲ့သဘောတဘာဝရှိပါတယ်။ဒါကြောင့်မို့ရေခဲထုတ်တဲ့လေးကိုရှိုင်းကိုပရာဟိတာလုပ်မဲ့အစားမိမိရဲ့လုပ်ငန်းကိုသာလုပ်စေချင်တာပါ။ဒါကြောင့်လည်းအချို့ကစီဒနာနဲ့ရေခဲထုတ်တဲ့လေးအမမရစေဖို့စီဒနာကျူနာစိနဲ့ပြောဆိုနေကြပါတယ်။ကိုရှိုင်းအနေနဲ့ခဏတာနဲ့မဲကြည့်မှုပွားတာရပြီးမိမိလိုလဲစားလုပ်ငန်းကိုမေ့ပြပြီးပရာဟိတအလုပ်သားလုပ်မယ်ဆိုရင်တော့လူအများရဲ့ဝေဖန်မှုကိုဒီထက်ခံနေရပြန်ပါတယ်။အချို့ကြပြန်လေချစ်လို့စေနာနဲ့ပြောတာမဟုတ်ပဲမုန်းတီးတဲ့စိတ်နဲ့ဝေဖန်တိုက်ခိုက်ပြောဆိုကြတာတွေရှိပါတယ်။အခုချိန်မှာတော့လူတွေကရေခဲထုတ်တဲ့လေးကိုရှိုင်းနေနဲ့ဘာလို့မှလဲ
အစရှိတဲ့တန်တရားစိတ်တွေနဲ့စောင့်ကြည့်ခံရတော့မှာပဲဖြစ်ပါတယ်ဘသူတွေဘလို့ပဲဝေဖန်စေကမူရေခဲထုတ်တဲ့လေးကိုဆိုင်တယောက်ရန်ကုန်ရှိမြို့တော်ကြီးကိုရောက်လာပြီးပျော်ရွှင်နေပါတယ်ဘသူတွေဘာပြောပါစေသူ့ကိုယုံကြည်လို့လူတဲ့လူငွေတွေကိုသူ့အနေနဲ့အလွယ်သုံးစားမလုပ်ပါဘူးဆိုပြီးပြောဆိုထားပါတယ်ကဲပရိသတ်ကြီးကရောရေခဲချောင်းတဲ့လေးကိုဆိုင်ရဲ့ပရာဟီတာအလုပ်တွေဆက်လုပ်စေချင်လားမလုပ်စေချင်ဘူးလားဆိုတာကိုသိရအောင် comment မှာမှန်ခဲ့ပေးကြပါဦးနော်ဒီလို celery ရဲ့ video တွေကိုကြိုက်နေတဲ့ရင်တော့ကျမတို့ရဲ့ channel ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်